ဆိုရင်ကျွန်တော်တခြားကို black လေးကိုတင်ကြည့်လိုက်မယ်ဟုတ်ပြီ plus d ကိုလေးလည်းကျွန်တော် black လေးကိုတင်ကြည့်လိုက်မယ်ဟုတ်ဒါဆိုရင်ကျွန်တော် before after တစ်ချက်ပြန်ကြည့်ကြည့်အောင်ကျွန်တော် minus ဘက်လေးကိုတင်ကြည့်အောင် minus ဘက်ကိုတင်ကြည့်တဲ့အခါမှာပုံကကျွန်တော်တို့ဒီပုံမှန်အသားရည်ရှိရ skin တွေကလည်းကျွန်တော်တို့ကျန်းတက်မှုမရှိတဲ့ပုံမှန်မှာဆိုရင်ဒီလောက်တင်လာရင်ရှိတဲ့ message တို့ကျွန်တော်နည်းနည်းကျန်းနေအောင်မှကျန်းနေတဲ့တန်ဖိုးကပျောက်သွားပြီပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့ဒီပေတွန့်နေတဲ့ကျွန်တော်တို့ဒီ skin တွေမှာကျွန်တော်တို့ဒီအကြောင်းတွေထားနေတယ်အဲ့ဒါမျိုးကြတော့ဒီတခြားတို့ plastic တို့ကို minus ဘက်ထားပြီးတုံးလုံးဝအဆင်မပြေဘူးပေါ့နော်ဒီမှာပုံမှန်လေးတွေ့နေရပါတယ်ပုံမှန်ကြည့်ရတာဒီစမှုဖြစ်တဲ့ဘက်ကိုသွားပြီးမယ်သူရဲ့ခန္ဓာကိုယ်ရဲ့လိုရတဲ့ skin texture ရကျွန်တော်ဒီမှာအများကြီးထားသုံးမယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့နော်ဒါကြောင့်ဒီလိုပုံမျိုးစားဆိုလို့ရှိရင်ကျွန်တော်တို့ကပုံနည်းနဲ့ပဲဖြစ်ဖြစ်ပုံရဲ့ view ကိုလည်းလိုက်ပြီးတော့ကျွန်တော်တို့ black ဘက်ကိုပဲတင်ပါတယ်ဒီအဖွားရဲ့ကျွန်တော်တို့အင်ဂျီကဒီခင်းအောင်အပြောက်လေးကိုကျွန်တော်ကြည့်ပါတော့ဒီ case 0မှာဆိုရင်ခင်းအောင်လေးကကျွန်တော်ရောင်လေးနှုတ်နေမယ်အရောင်ကြည့်လမှုတိတ်တယ်မှုနေနေမှာပေါ့နော်ပြီးတော့ဒီအဖွားရဲ့နောက်က background အနက်ရောင်ရဲ့ကျွန်တော်တို့ဒီအဖွားရဲ့အင်ဂျီပေါ်ကခင်းအောင်ရုပ်ကြည့်တာပါကျွန်တော်ဒီ case လေးကိုတင်ပြမယ်ဟုတ်ပြီဒီခေတ်ကိုတင်လိုက်တဲ့အခါမှာအဖွားရဲ့နောက်က background ကလည်းကျွန်တော်တို့အလင်းရောင်ပို့ပြီးတော့ဒီ black ဘက်သွားတဲ့ရောင်ကလည်းပို့ပြီးတော့ကျွန်တော်တို့ contrast ဖြစ်တဲ့ဘက်ကိုသွားပါတယ်ပို့ပြီးတော့ရောင်ကြည့်လို့ပါတယ်အဖွားရဲ့အင်ဂျီပေါ်ကကျွန်တော်တို့ဒီခင်းအောင်အဆက်လေးရတယ်ပို့ပြီးတော့တော့ပါပေါ့နော်အရောင်ရှင်းသွားတယ်ပို့ပြီးတော့ရှင်းပြီးတော့တိတ်တဲ့ဘက်ကိုသွားပါတယ်ပေါ့ကျွန်တော် before after တစ်ချက်ပြန်ကြည့်ရအောင်ဒါတော့ကျွန်တော်တို့ plus ဒီတခြားဒီခေတ်မတုံးတဲ့ပုံပေါ့နော်ဒါတော့ကျွန်တော်တို့အတိတုံးလို့တုံးတဲ့ပုံပေါ့